တက်တက်မောက်ပဲနဲ့ကျွန်တော်တို့ snack တွေဝယ်ခြင်းတဲ့သူတွေရောရှိလာတယ်ဒီဆိုင်ကတော့ရေဝင်မယ်ဆိုပြီးတော့မထင်မှတ်ပဲနဲ့ shopping ထွက်ဖြစ်သွားတဲ့ဆိုင်လေးပေါ့နော် ဟိုဒီဖန်တာရေရှိမီနီဟိုကလုံးလို့ရတယ်လေဟို second level ရတယ်လေဖန်တာနဲ့ဟိုကနေတင်းကျင်နဲ့ရောပြီးတောက်ရတယ်天冷到你哦。我小软那儿跟မဖြစ်ဘူး这个到处啦。မဟုတ်ဘူးကိုလည်းနေဘူး ခောက်ဆွဲကြီးစုထားတဲ့ section ပေါ့သူ့မှာလည်းခောက်ဆွဲမျိုးစားအများကြီးရှိတယ်ဒါနဲ့ဆန်မြန်းထုတ်တဲ့ဟာတွေကတော့ဈေးကိုအများကြီးထွေထူးပြီးတော့မတက်တာဘူးအရန်ဆန် try ကြည့်နေစင်နေတဲ့ဟိုโอเคက market curry ဆိုတဲ့ဟာဆန် try ဖြစ်တဲ့ okay ကတော့အဲ့မှာအမျိုးစားအများကြီးစုံတယ်အဲ့ဒီဟာ matcha ရယ် ramen ရယ် carbonara ရယ်သုံးမျိုးဆန် try မှုတွေပဲဆိုင်ကြီးကနေရမ်းမကြည့်ဘူးလေမုံမျိုးစားစုံတော့သုံးလေးပဲပဲမှာမုံအစုံလို့တွေ့နေတာပေါ့မြင်လိုက်တာနဲ့တငယ်ချင်းတွေကိုစပြီးတော့လက်ဆောင်ပေးခြင်းတွေထူခြင်းတွေပေါ့နော်သုံးလေးကလောင်အလုံးစုံကြည့်ပြီးတော့မှပဲနောက်ဆုံးတစ်လုံးယူပေးလိုက်တယ်ဖောက်ပြီးတော့ရန်ကုန်မှာလည်းတွေ့ရတဲ့အဲ့ဒီမှာဈေးပိုတက်တာအဲ့ဒါလေးဝယ်ပေးလိုက်တယ်ဒါလေး sun try ခြင်းဒါလေးလည်းဝယ်ခဲ့အဲ့ဘူးကလည်းမြင်မှုကတော့ကြာပြီအခုမှပဲတွေးလို့ဆိုပြီးတော့ဝယ်ခဲ့လိုက်တာဒီမှာရှိတဲ့အေးဘူးတွေကတော့သူရန်ကုန်မှာမတွေ့ဘူးတဲ့အေးတွေလည်းအများကြီးပဲဖန်တာတို့ပါလို့ဆိုလို့ရှိရင်လည်းရန်ကုန်မှာနေနေချမဟုတ်ဘူးအေးတွေနဲ့ရှောက်ကြည့်ရင်လည်းအမျိုးစားတော့အများကြီးတွေ့နေတယ်ဒီမှာ coffee လေးအများကြီးရှိတယ်ပြီးတော့ရင်းလေးအားထုတ်တဲ့အသီး ready made တွေလည်းအများကြီးရှိတယ်တော်တော်လေးကိုသဘောကျတဲ့ကွေးတီကိုဘူးလေးသူကအဲ့ရဲ့အရာတာအပြင်ကကွေးတီကိုအရာတာနဲ့တော်တော်လေးကိုတူတယ်ရန်ကုန်မှာလေးကဝယ်မယ်လို့စဉ်းစားလာတဲ့ဖက်စလင်းအစိမ်ဘူးလေးပေါ့နော်သူကရန်ကုန်မှာဈေး2000ကျော်နေဒီမှာ16000ပဲရှိတယ် That body circle ဒီဟာလေးအတကူဘယ်လောက်လဲ2800 ကုန်ပဲကြည့်ပြီးတော့စိတ်တိုင်းကြဝယ်ပြီးတဲ့အချိန်ပေါ့နော်ဝယ်ဘယ်လောက်ကြမယ်လို့ထင်နေကြ400 4000နဲ့900ပဲနော်ရောက်စားတော့ snack လေးရောဖူလုံးပါပါတယ်ကျွန်တော်တို့ဖူဒီလေးနဲ့ဖန်ရောက်ရကြည့်ဖို့တိုက်တော်ပါတယ်နောက်ထပ် vlog episode တွေမှာပြန်တွေ့ပါမယ် see you bye